တို့ချီးမွမ်းမယ်နော်ဒီနေ့အချိန်တိုင်းကောင်းပြင်ဆင်ပေးတဲ့ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းတယ်ပေါ့နော်ဒီလေးစနေနေ့မှာစားပြီးတော့ပေါ့နော်ရှစ်ဆက်လာမယ့်နေ့မှာဘုရားသခင်ရဲ့နော်စီဥကဲ့သို့တော့အကောင်းကြီးတွေကမမပေါ်မှာတော်တော်ပေါင်းစီချောင်းနဲ့ဆူတောင်းပေးတော့ဖြစ်တယ်နော်ဆိုတော့ဘုရားသခင်ကကျမတို့ရဲ့လမ်းခီးတိုင်းကိုပြည့်ပြည့်လေးတဲ့ဘုရားဖြစ်တယ်ကျမတို့ရဲ့နေ့ရက်တိုင်းရဲ့ခြေလမ်းတိုင်းကိုလမ်းပြပေးနေတဲ့ဘုရားဖြစ်တယ်နော်ဒီဆောင်လို့ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တက်တော်ဆက်ကြရအောင်ဟာလေလုယာဟာလေလုယာဟာလေလုယာနာမတော်ကိုချီးမွမ်းပါတယ်ဘုရားသခင်ဒီနေ့မိုက်ရှ်မလာကိုလည်း40နှစ်တိုင်ကိုပို့ဆောင်ပေးတဲ့နာမတော်ကိုချီးပြီးတော့ချီးမွမ်းတဲ့အဖဘုရားသခင်40နှစ်တိုင်အောင်ကိုရောဘုရားရဲ့ပို့ဆောင်ခြင်းဟာအောင်ဘွယ်ရကောင်းလောက်အောင်ကိုရောဘုရားကောင်းမြတ်ပါလေအဖဘုရားသခင်ကိုရောမဲအနာဂတ်နေ့ရက်များမှာလည်းဝင်တော့ဘုရားမရဲ့အတတော်ကောင်းချီးပေးပါခြေလမ်းတိုင်းမှာတရှင်တော်ဝင်တော်ဘုရားထူပါရှိတဲ့ပို့ဆောင်ပါအောင်မြတ်တော်သူထအောင်မြတ်တော်အခွင့်နဲ့ဘုရားချီးပေးပါကိုရောလူမျိုးအတွက်သာသနာအတွက်ဝမိသားစုများအတွက်တကယ်ကိုအထောက်အကူဖြစ်တဲ့သမီးဖြစ်ပါတယ်အဖဆက်လက်ပြီးတဲ့သူ့တက်တာအသုံးပြုခြင်းအပြင်ကိုရောဘုရားဒီသူ့တာ၍ကောင်းမြတ်တော်ကောင်းကြီးမင်္ဂလာများနဲ့တော်တော်မှာဆိုတော့ယုံကြည်ပါတယ်အဖဘုရားသခင်ပြည့်တော်ခြင်းကျမ်းခြင်းလောက်ဆောင်ခြင်းအရာတစ်ခုစီတိုင်းမှာလည်းဘုရားသခင်ဒီပါရှိမဆာကောင်းကြည့်ပေးပါမကောင်းမတဲ့အမှုရလောက်စမှာကွဲကားပါအပေါင်းတင်များပေါင်းတင်တဲ့အခါမှာတော့၎င်းအလောက်ကံများလောက်ကံတဲ့အခါမှာတော့၎င်းတော်လာလောက်ရှာမှုတစ်ခုစီတိုင်းမှာဘုရားဘုန်းတော်ထင်ရှားသောသမီးဖြစ်စေတယ်မှာကလောက်ဆောင်ခြင်းတစ်ခုစီတိုင်းမှာတာရဲ့တိုးတက်အောင်လို့သမီးဖြစ်စေနိုင်ခြင်းကိုလည်းဘုရားမဆာပါတော်လာခြင်းတစ်ခုစီတိုင်းမှာလည်းကိုတော့ကိုမေ့ရခြင်းမရှိဘဲနဲ့ကိုလည်းဘုန်းတော်ထင်ရှားစွာဖြင့်ကိုတော့ကိုစင်မြအားကိုမိကိုတော့သမီးဖြစ်စေတယ်မှာကနောင်လာမယ့်82ရက်များမှာကျမ်းမာစွာဖြင့်အသက်ရှင်ရတော့အခွင့်ပေးပါအောင်မြင်စွာဖြင့်အသက်ရှင်ရတော့အခွင့်ပေးပါဘုလောက်ဆောင်မှုတစ်ခုစီတိုင်းမှာအိုးတာရဲ့ဟိုလာပါစွာဖြင့်အနာဂတ်ကိုကိုတော့ဘုရားပို့ဆောင်လို့ဆိုလည်းယုံကြည်ပါတယ်အဖဘုရားသခင်ဒီနေ့သမီးရဲ့မွေးနေ့ကိုအကြောင်းပြုတဲ့သားသမီးတို့ဆွတ်တောင်းပြီးတော့ကိုတော့ကိုကျေးဇူးတော်ကိုပြန်လဲချီးမွမ်းတော့အခွင့်ပေးစင်ပေးတဲ့အတွက်လည်းနာမတော်ကိုချီးမွမ်းပါတယ်အဖဒီသမီးရဲ့အသက်တာလေးဒီမှာရှိတဲ့သူအရောက်စများရဲ့အသက်တာမှာတာ၍ကောင်းကြီးမင်္ဂလာများကျေဝါစွာခံစားရရှိခြင်းပြုလို့ကိုတော့ဘုရားမဆာကောင်းကြီးပေးပါမိကြောင်းဒီနေ့ရက်တဲ့အတူဒီမှာရှိတော်သူများနဲ့အတူပါအမရဲ့အသက်တာအလုံးစုံကိုကျေးဇူးတော်ကြည်လာမလို့ဝန်ခံရင်းနဲ့သခင်ယေရှုနာမနဲ့ပြန်လေရဲ့အနက်ဆုတောင်းဆက်ပါတယ်အဖဘုရားသခင်အာမင်